သနာတော်နှစ်2559နှစ်ကောဇာတက္ကရာ1385ခုနှစ်ဝါဆိုလဆန်း4ရက်2013ခုနှစ်ဇူလိုင်လ17ရက်ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းမြို့နယ်သာသနာရေးဝန်ကြီးဌာနသာသနာတော်ထွန်းကားပြန်ပွားရေးဦးစီးဌာနသဗ္ဗုတိရိဗိမာန်တော်အတွင်းဆင်းကျင်းပပြုလုပ်အပ်သည့်သာသနာပူဇာမြတ်မင်္ဂလာတရားအလှူတော်ဓမ္မသဘင်အခမ်းအနား၌မရမ်းကုန်းမြို့နယ်မစိုးရိမ်လမ်းသွယ်နှစ်အမှတ်70နေနှစ်ဖက်မိဘများအားရည်စူး၍ဦးဆိုင်ဖို့ချစ်တော်နန်းခမ်းလှိုင်ရွှေအလင်းအိမ်ကား service မိသားစုသာသမီမြေတစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောလောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်တရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုံပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိတုကရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရေတွေ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလောကအတိတုံကရာနိယောစာအသက်ချင်းလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ញင်းကြီးဟုကျက်တိထဝယ်50အစုအလုံးခဲရင်သောမူတော်ကိုကရွန်တော်ဘုရားဖြစ်ရန်ရည်တန်ကြိုးကုပ်အားထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းသို့ကတောဘဝတဏ္ဏချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတောသတ္တဝါများယင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒါသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းလောကသားတို့အတွက်မြတ်ဗုဒ္ဓဤကြိုးပမ်းချက်ဘုရားဘာသာဝင်သူတော်စင်များအနေနဲ့ထို့ဗုဒ္ဓဝင်စိနထပကန္တနီတို့မဟာဗုဒ္ဓဝင်တို့တထာဂတဥရဏဒီပနီတို့ဆိုတဲ့ဗုဒ္ဓဝင်ကျမ်းစာတွေကိုဖတ်ရှုလေ့လာပြီးမြတ်စွာဘုရားပေါ်မှာအလွန်ကြီးညိုတဲ့တရားတရားနဲ့အစိမ့်တရားအပမေယဘုံတော်နန္ဒကံတော်နန္ဒလို့ဆိုပြီးတော့ဒီလိုဂုဏ်ကြီးတွေလွှမ်းမိုးထားပြီးတော့ဘုရားကိုချီးညွှန်းကြတယ်မှန်ပါတယ်မြတ်စွာဘုရားမှာဘုံတော်အနန္တကံတော်အနန္တရှိတယ်ဆိုတာဟုတ်တယ်သို့တော့ဘုရားဟာတကူတော်အနန္တရှိသည့်အတွက်ကြောင့်အရာခတ်သိမ်းကိုအလွယ်တကူ
မပင်မပန်းပြီးသွားတယ်လို့လူတွေရဲ့စိတ်ထဲမှာထင်မှတ်နေရင်တော့မှန်ကန်မှုမရှိဘူးပေါ့လောကမှာမြတ်စွာဘုရားဟာဘလောက်အလုံးလုံးရတယ်ဆိုတာကိုသိစေခြင်းလို့ဘုန်းကြီးတို့လောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်ဆိုတာကိုဒီကနေ့ကစပြီးပိုင်း1ပိုင်း2ဆိုတာလို့မြတ်စွာဘုရားတက်တော်80ပြည့်လို့ပြိဋိဘံစံဃန်းထိအောင်အချင်းချုပ်အနှစ်ထုတ်ပြီးတော့ဘုရားဝင်ကိုထိုထုတ်တန်တွေကနေထုတ်နှုတ်ပြီးတော့ဟောကြားဖို့ရည်မှန်းထားတာပါဖြစ်ပါတယ်မြတ်စွာဘုရားဟာဣစရိယမနုဿအံ့ဩပဲကောင်းတဲ့လူသားတစ်ယောက်ဆိုတာမှန်တယ်သို့တော့လူသားတစ်ယောက်ဆိုတာလူသားရဲ့အခက်ခဲတွေဘယ်လောက်ကြုံတွေ့ခဲ့တယ်ထိုအခက်ခဲတွေကိုကြိုးပမ်းအထောက်မှုအမျှော်အမြင်ရှိမှုတွေနဲ့ဘယ်လိုဖြတ်ကျော်ခဲ့တယ်ဘယ်လိုဖြေရှင်းခဲ့တယ်ဆိုတာတွေကိုသိရှိဖို့လိုအပ်တယ်ပေါ့အနုဘဆိုလို့ရှိရင်အုံဖွမန္တမန်းပြီးရာခသိမ့်ပြီးသွားတယ်လို့တချို့ကထင်နေကောင်းထင်နေလိမ့်မယ်ကဘာမှာအလုတ်လုတ်ဆုံးပုဂ္ဂိုလ်ကိုဖော်ပြပါဆိုလို့ရှိရင်မြတ်ဗုဒ္ဓပဲဖြစ်ပါတယ်ဒါလောက်ကြီးမားတဲ့စွမ်းအားတွေရှိနေတဲ့ပုဂ္ဂိုလ်တူဟာဘလောက်အလုတ်လုတ်ခဲ့ရတယ်ဆိုတာတွေကိုအားကြအတူယူကြီးညိုပြီးတော့ဘုန်းကြီးတို့ဘဝမှာအများကောင်းကျိုးကိုကြိုးစားအထောက်ကြဖို့ဒီလိုကြိုးစားအထောက်မှသာလျှင်မြတ်စွာဘုရားကိုကြီးညိုပူဇော်ရလဲရောက်တယ်ပေါ့ဘုရားဟာမြတ်ဗုဒ္ဓဟာဘလောက်အလုံးလုံးခဲ့တယ်ဆိုတာလောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်ဆိုတာကိုနာယူပြီးတဲ့အခါမှာထိုက်တန်သလောက်တော့သိရှိကြမှာဖြစ်ပါတယ်ပြောရမယ်ဆိုလို့ရှိရင်ဘုရားဆိုတာလွန်ခဲ့တဲ့နှစ်ပေါင်း2600ကတကယ်ပဲလောကအလယ်မှာပေါ်ပေါက်ခဲ့တဲ့လူသားတဦးပဲဖြစ်ပါတယ်လူသားတဦးဆိုပေမဲ့တာမန်လူသားတဦးတော့မဟုတ်ဘူးအသိဉာဏ်မြင့်မားရုပ်ဆင်းအင်္ဂါအဖြစ်ထူးခြားပြီးအလွန်ကြိုးစားတဲ့စွန့်လွတ်နိုင်တဲ့ပုဂ္ဂိုလ်တူပုဂ္ဂိုလ်မြတ်ပဲဖြစ်ပါတယ်တာမန်လူသားတော့မဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကိုယ်တိုင်သုံးတဲ့စကားလုံးကဣစရိယမနုဿတဲ့အံ့ဘွယ်လူသားလို့အင်္ဂုတ္တပါဠိတော်မှာမြတ်စွာဘုရားကိုယ်တိုင်ပြောခဲ့တဲ့မိန့်ကြားခဲ့တဲ့စကားလေးရှိတယ်ပေါ့အံ့ဘွယ်လူသားမြတ်ဖရာဆိုပြီးတော့ဘုန်းကြီးတို့ဟောထားတဲ့တရားတစ်ပုဒ်တော့ရှိတယ်ပေါ့နော်မြတ်စွာဘုရားရဲ့အထုပ္ပတ္တိလို့ပြောခြင်းပြောဗုဒ္ဓဝန္တဖရာအနွယ်အဆက်တွေရဲ့အကြောင်းကိုရေးထားတဲ့ဗုဒ္ဓဝင်ဆိုတာမြန်မာပြည်မှာတော့ဗုဒ္ဓဝင်ဆိုတဲ့နာမည်နဲ့ဗုဒ္ဓတွေရဲ့အစဉ်အဆက်တွေကိုရေးဖော်ပြထားတာရေးသားဖော်ပြထားတာတွေရှိတယ်ဂေါတမဗုဒ္ဓဝင်လို့ဆိုတဲ့မဟာဗုဒ္ဓဝင်နဲ့အခန်းတစ်ခန်းကြည့်ပဲဆိုရင်တကယ်တော့ဂေါတမဗုဒ္ဓရဲ့အထုပ္ပတ္တိပါပဲအဲ့ဒီဂေါတမဗုဒ္ဓရဲ့အထုပ္ပတ္တိကိုပြီးပြီးစုံစုံသိဖို့ဆိုတာပိဋကတ်သုံးပုံထဲကအတော်ကိုမှွေနောက်ပြီးချိနိုင်မှကြည့်ဖို့လိုအပ်တယ်ပေါ့ဘုန်းကြီးတို့အခုဟောမဲ့လောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်ဆိုတာမိမိတတ်ဆွမ်းသမျှထိုထိုသုတ်တန်တွေမှာပါတဲ့မြတ်ဗုဒ္ဓရဲ့စကားလုံးတွေကိုယူပြီးတော့ဗုဒ္ဓရဲ့ရုပ်ပုံလွှာပေါ်အောင်ကြိုးစားမှဖြစ်ပါတယ်သို့တော့ရုပ်ပုံလွှာပေါ်အောင်ဖော်တဲ့နေရာမှာတော့တကယ်မြတ်စွာဘုရားရဲ့ရုပ်ပုံလွှာအပြည့်အစုံတော့ဖော်နိုင်စွမ်းရှိမှာမဟုတ်ပါဘူးဟိုတစဒီတစမြတ်ဗုဒ္ဓရဲ့အကြောင်းအရာတွေကိုဖော်ပြထားတဲ့သုတ်တန်တွေကနေဆွဲနှုတ်ပြီးတော့မြတ်စွာဘုရားဟာဘလို့အခက်ခဲတွေကြုံနေတယ်ခက်ခဲကြုံတဲ့အခါမှာဘလို့ကြိုးပမ်းခဲ့တယ်စိတ်နေသဘောထားဘလို့ရှိတယ်စိတ်ဓာတ်ဘလို့ခိုင်မာတယ်ကြိုးပမ်းအထောက်မှုပါဘလို့ကြီးမားတယ်ဆိုတာတွေကိုဘုန်းကြီးတို့တွေသိရှိနားလည်ပြီးမြတ်ဗုဒ္ဓကိုတကယ်အလုံးလုံးတဲ့ပုဂ္ဂိုလ်တူတယောက်ပုဂ္ဂိုလ်တူအနေနဲ့ကြီးညိုဖို့အနန္တတကုရှင်ဆိုတာလူတွေကအရာခတ်သိမ်းဖြစ်နိုင်တယ်လို့ပဲဒီလိုတွက်ပြီးတော့
မြတ်စွာဘုရားကိုအနန္တတကုရှင်လို့ယူဆလာလို့ရှိရင်မြတ်စွာဘုရားကိုကိုးကွယ်ရင်လည်းကိုယ်မှဒီအကျိုးသက်ရောက်မှုတကုတွေရလိမ့်မယ်လို့ယုံကြည်နေလို့ရှိရင်ဒီလူတွေဟာလူပြင်းနေဖြစ်သွားမှာပဲမြတ်စွာဘုရားကိုယ်တိုင်တောင်အလွန်ကြိုးစားခဲ့တယ်ဆိုတာကိုကြည့်ရှိသိရှိနားလည်ကြိုးစားပြီးကိုယ်တိုင်လည်းပဲဘဝခရီးမှာကြိုးစားအထောက်ကြရမယ်ဆိုတာကိုသဘောပေါက်ဖို့ပါနော်အေးဒါကြောင့်လောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းရဲ့ဆိုတာကြိုးပမ်းတယ်ဆိုတဲ့အခါမှာစွန့်လွတ်မှုဆိုတာရှိရတယ်မြန်မာစကားမှာစွန့်လွတ်တယ်ဆိုတာစာကသို့မဟုတ်ပြီးပြီးဆုံးတဲ့စကားတစ်ခုစွန့်လွတ်မှုကိုဗာနဲ့တွဲဖက်ပြီးသုံးလေးရှိကြတော့ဆိုအနစ်နာခံမှုဆိုတာနဲ့တွဲဖက်ပြီးသုံးကြတယ်နစ်နာတယ်ဆိုတဲ့စကားလုံးကဗာနဲ့တွဲဖက်လာတော့ဆိုဆုံးရှုံးတယ်ဆိုတာတွဲဖက်လာတယ်အဲ့တော့တခါတည်းနစ်နာတယ်ဆိုတဲ့စကားလုံးကဆုံးရှုံးတယ်ဆိုတဲ့အဓိပ္ပာယ်ဆောင်တယ်ပေါ့ဒါကြောင့်မို့သူများအတွက်အနစ်နာခံတယ်ဆိုတာမဟုတ်ဘူးစွန့်လွတ်တယ်လို့ပဲပြောအောင်စွန့်လွတ်တယ်ဆိုတာကိုရနိုင်တဲ့အခွင့်အရေးတစ်ခုကိုစွန့်လွတ်တယ်အဲ့ဒီစွန့်လွတ်ပြီးအများကျိုးကိုဆောင်ရွက်တယ်လို့ဆိုမှပို့ပြီးတော့အဓိပ္ပာယ်ရှိတယ်ပေါ့အနစ်နာခံတယ်ဆိုကိုကတော့နစ်နာသွားတယ်တစ်ဖက်ကပဲကြီးပွားသွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးသွားဆောင်တတ်တယ်ပေါ့အဲ့ဒါကြောင့်မို့လို့စွန့်လွတ်ခြင်းဆိုတာကိုသာမှတ်သားပြီးအနစ်နာခံခြင်းဆိုတာမဖြစ်သင့်ဘူးဒီလိုယူဆဘာကြောင့်လဲဆိုအေးနစ်နာတယ်ကွာဆုံးရှုံးတယ်ကွာနဲ့ပြောတဲ့စကားတွေဟာလူတယောက်ဆုပ်ယုပ်ပြပြသွားတဲ့အဓိပ္ပာယ်ကိုဖော်ပြတာတွေဖြစ်တယ်ပေါ့ဘုရားလောင်းတော်ကဒီလိုဆုပ်ယုပ်ပြပြသွားတာမဟုတ်ဘူးစွန့်လွတ်တာနော်စွန့်လွတ်ပြီးတော့ကြီးပွားတိုးတက်လာတာဒီလိုပဲဖြစ်ရစွန့်လွတ်နိုင်တယ်စွန့်လွတ်တာဆိုတာလောကလူတွေကိုယ့်ကိုယ်စဉ်းစားကြည့်လောကသားတွေအတွက်ငါဘယ်လောက်စွန့်လွတ်နိုင်မလဲကိုယ့်အကိုမေးကြည့်တဲ့အခါမှာစွန့်လွတ်နိုင်မှုဆိုတာအမြဲတမ်းနည်းပါးချမ်းသာဒုက္ခကိုလည်းမစွန့်လွတ်နိုင်ဘူးပစ္စည်းဥစ္စာကိုလည်းမစွန့်လွတ်နိုင်ဘူးအခွင့်အရေးကိုလည်းမစွန့်လွတ်နိုင်ဘူးယာတုဂုံသိစီစဉ်ဥစ္စာဆိုတာကိုလည်းမစွန့်လွတ်နိုင်ဘူးကိုရထားတာလေးတွေဆုပ်ကင်ထားပြီးဒီတဲ့ဒီတိုးတက်ဖို့သာလူတွေကြိုးစားနေကြတာအများအတွက်စွန့်လွတ်တယ်ဆိုတာအမြဲတမ်းနည်းပါတယ်ပေါ့ဘုရားလောင်းနေကြတော့ဒီလိုမဟုတ်ဘူးစွန့်လွတ်တယ်ကဲစွန့်လွတ်မှုလေးနဲ့ပတ်သက်ပြီးအဓိပ္ပာယ်ထင်ရှားအောင်ဘုရားစုပန်တဲ့သူမိတာယသိလေးရဲ့စွန့်လွတ်မှုကိုကြည့်အောင်သူဟာတထေးသားပဲအမြဲတမ်းချမ်းသာကြွယ်ဝတယ်အမြဲတမ်းချမ်းသာကြွယ်ဝတဲ့ပစ္စည်းဥစ္စာတွေကိုသူစွန့်လွတ်လိုက်တယ်ဒီစွန့်လွတ်တာကမဆမ်းမှုလို့ပြောရမယ်စွန့်လွတ်လိုက်ပြီးစွန့်လွတ်ပြီးတော့သူဘာလုပ်တယ်ငြိမ်းချမ်းတဲ့ဘဝတစ်ခုကိုတည်ဆောက်တယ်ပစ္စည်းဥစ္စာတွေကိုစွန့်လွတ်ပြီးငြိမ်းချမ်းတဲ့ဘဝကိုရယူတယ်ဒါကစွန့်လွတ်မှုတစ်ခုအဲ့ဒီစွန့်လွတ်မှုဟာတမန်အပြင်ကြည့်ရင်တိတ်မကြီးကျယ်သေးဘူးဒီပင်ကရာမြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာမြတ်စွာဘုရားစီကတရားနာပြီးနိဗ္ဗာန်ချမ်းသာကိုရမယ်ဆိုလို့ရှိရင်တဏှာဝကလွတ်ဖို့ဒီဘဝမှာသူ့မှာအရည်ချင်းတွေအပြည့်အဝရှိတယ်ဘုရားတရားတော်ကိုနာပြီးတော့တပိတ်ခံလိုက်တာနဲ့သစ္စာလေးပါးကိုသိပြီးယဟန္တာဖြစ်သွားနိုင်တယ်အဲ့ဒါလိုယဟန္တာဖြစ်နိုင်တဲ့အနေအထားရှိရတဲ့နဲ့နိဗ္ဗာန်ဆိုတဲ့ချမ်းသာဒုက္ခကိုမယူသေးပဲနဲ့တဏှာဝဆင်းရဲတဲ့မှာဆင်းရဲခြင်းဆင်းရဲပါစေတရားတွေအကျိုးအတွက်ငါအလုံးလုံးအောင်မယ်ဆိုပြီးရလာတဲ့အမတန်ကြီးမားတဲ့ဆုလက်ကြီးတစ်ခုကိုဆွန့်လွတ်လိုက်တယ်ယန္နာဖြစ်နိုင်တဲ့အနေအထားကြီးတစ်ခုကိုဆွန့်လွတ်တယ်ဆိုတာအမတန်ကြီးမားတဲ့ဆွန့်လွတ်မှုခေါ်တယ်နော်ယန္နာဖြစ်ပြီးတော့တဏှာဝကလွတ်နိုင်တဲ့အခွင့်အရေးကြီးတစ်ခုလုံးတောင်မှပဲဆွန့်လွတ်ပြီးတော့ဖျားဖြစ်သူရောက်ပြီးမှတရားတွေအကျိုးတည်ဖို့ပြီးတော့မှနိဗ္ဗာန်ဝင်မယ်ဆိုတဲ့ဒီဆွန့်လွတ်မှုဟာအလွန်ကြီးမားတဲ့ဆွန့်လွတ်မှုဖြစ်တယ်အဲ့ဒီလိုဆွန့်လွတ်မှုကိုရည်စွန်းပြီးတော့ကရုဏာနိဒာနာသဗ္ဗေပိဗုဒ္ဓဂုဏဘု
ရားသခင်ကိုရောမြတ်တည်းရဲ့အယီချင်းတွေထဲမှာထိုအယီချင်းတွေရဲ့အခြေခံအကြောင်းရင်းကဘာလို့လဲလို့ဆိုရင်ကရုဏာတရားပဲလို့ဒီလိုပြောကြတာပေါ့စာပေကျမ်းဂန်မှာဒီလိုဆိုတာအများကျိုးလုံးမယ်ဆိုတာကရုဏာပဲအများကျိုးလုံးမယ်ကိုတယောက်တည်းအခွင့်အရေးမယူဘူးကိုရလာတဲ့အခွင့်အရေးတစ်ခုဆွန့်လွတ်လိုက်တယ်ဘု து အတွက်ဆွန့်လွတ်တာလဲလောကသားတွေအတွက်ဆွန့်လွတ်တယ်လောကသားလို့ဆိုတဲ့နေရာမှာလူသားတွေဒါမကဘူးတရားဝါအလုံးကိုဆွလို့ရပေါ့အဲ့ဒီတရားဝါအလုံးရဲ့အကျိုးစီးပွားအတွက်ဘုရားလောင်းတော်ဟာသူ့မိတာဘဝကနေစပြီးတော့ဆွန့်လွတ်မှုတွေနဲ့လာခဲ့တာတဲ့နောက်ဆုံးမှာဒါနကောင်းမှုလုပ်တဲ့အချိန်မှာပြင်ပစည်းစိမ်ဥစ္စာတွေကိုဆွန့်လွတ်တယ်ယာဓုခုံသိမ်းစည်းစိမ်ဥစ္စာအခွင့်အရေးတွေအလုံးကိုဆွန့်လွတ်တယ်မှာကိုယ့်ရဲ့အသက်တောင်မှဆွန့်လွတ်တယ်ဟောဆွန့်လွတ်မှုတွေနဲ့လာခဲ့တာအဲ့ဒါလို့ဆွန့်လွတ်တာအလဟတဆွန့်လွတ်တာလားလို့ဆိုမဟုတ်ဘူးမေတ္တာနဲ့ကရုဏာနဲ့အများအတွက်ဆောင်ရွက်ဖို့ဆွန့်လွတ်တာလို့ဒီလိုဆွန့်လွတ်တာအဲ့ဒါကိုတစ်ဖက်ကပြောမယ်ဆိုရင်အနစ်နာခံတယ်လို့ပြောလိုက်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားလောင်းဟာဘာမှမကြည်ပွားပဲနဲ့တက်တက်အနစ်နာခံပြီးဆုံးရှုံးသွားတယ်ဆိုအထိပ္ပယ်ဆောင်းသွားနိုင်တယ်ပေါ့အဲ့ဒါလို့သူများအတွက်အနစ်နာခံတယ်လို့ဒီလိုအထိပ္ပယ်မရဘူးသူများအတွက်ဆွန့်လွတ်တယ်ဆွန့်လွတ်လိုက်တာဆွန့်လွတ်လိုက်ခြင်းဖြင့်ရလာတဲ့ဒီတစ်ခုကိုဆွန့်လွတ်လိုက်ရင်နောက်တစ်ခုရလာအဲ့ဒီရလာတာဟာတကယ်ကိုထူးမြတ်တဲ့အရာကိုရတယ်လောကလူသားတွေကနှစ်သက်တာယာတုဂုံသိစည်းစိမ်ဥစ္စာကိုမြတ်နိုးတယ်ချမ်းသာဒုက္ခကိုမြတ်နိုးတယ်ဒါကိုတန်ဖိုးထားတယ်ဘုရားအလောင်းကြတော့အဲ့ဓာတွေကိုတန်ဖိုးလို့မတွက်ဘူးဘာကိုတန်ဖိုးလို့တွက်ထုံးဆိုအတိညာဏ်ကိုတန်ဖိုးလို့တွက်တယ်အတိညာဏ်ရဖို့အတွက်ဆိုရင်အလုံးကိုဆွန့်လွတ်တယ်လို့ဒီလိုအဓိပ္ပာယ်ရဒါနစ်နာခန္ဓာမဟုတ်ဘူးနော်ဆုံးရှုံးသွားတာမဟုတ်ဘူးသို့တော်လူသားတွေအနေနဲ့တော့ဟာနစ်နာလိုက်တာဆုံးရှုံးလိုက်တာ ਨੇ ထင်ကောင်းထင်လိမ့်မယ်ဘုရားလောင်းရဲ့ဒီဆွန့်လွတ်မှုဆိုတာဒီတဲ့အဖို့တဏ္ဍာကိုရယူသွားတာပဲလို့ဒီလိုပြောအဲ့တော့ဆွန့်လွတ်ပြီးပါရမီကုသိုလ်တွေကိုရလာကဲနောက်ဆုံးဘိတ်ဘဝကိုကြည့်ရနောက်ဆုံးဘိတ်ဘဝမှာထူးထူးခြားခြားလေးတွေဖတ်ချင်တော့မဟာဗုဒ္ဓဝင်ကဇာလန်းတွေကိုဖတ်ပေါ့များအားဖြင့်လည်းသိကြတယ်ပေါ့ဘုန်းကြီးတို့ကမြတ်စွာဘုရားဗုဒ္ဓဘလောက်ကြိုးပမ်းအထုတ်တယ်ဆိုတဲ့သရုပ်ပေါ်ယုံလောက်ပဲဟောမှာပါနော်ကြိုးပမ်းအထုတ်မှုတွေကိုဥတည်ပြီးတော့ဟောတာဖြစ်လို့ဗုဒ္ဓဝင်ကံကိုအခြေချက်ပြီးတော့ပြောမှာမဟုတ်ပါဘူးအလုံးသိကြတဲ့အတိုင်းနောက်ဆုံးဘဝမှာကပိလုမြို့ကလေးစုပေါင်းအုပ်ချုပ်တဲ့မျိုးနွယ်စုပေါင်းအုပ်ချုပ်တဲ့မျိုးနွယ်စုရဲ့မြို့ကလေးကစုပေါင်းအုပ်ချုပ်တဲ့ဘုရင်တွေထဲမှာအကြီးအကဲဖြစ်တဲ့သုတ်တော်ရဏမင်းဟာခမည်းတော်ဖြစ်ပြီးတော့မေတော်မာယာကမေတော်ဖြစ်တယ်သုတ်တော်ရဏမင်းနဲ့မေတော်မာယာတို့ရဲ့သားအဲ့တော့ဘုရားဆိုဘုရားရဲ့ဇာတိဒေတာကဘယ်နားမှာရှိတယ်လဲဘယ်လိုအခြေအနေရှိတယ်လဲမျိုးရိုးကဘာလဲလို့သိချင်မြတ်စွာဘုရားမိန့်ကြားခဲ့တဲ့စကားအတိုင်းမှတ်သားကြည့်ကြရအောင်ဘုရားဝင်ထဲမှာရေးတာကတက္ကရာတွေမှာပါတဲ့စကားနဲ့ရေးထားတာနော်အခုမြတ်စွာဘုရားကိုယ်တိုင်နှုတ်တော်ကထုတ်ဖော်ပြောတဲ့သူ့ရဲ့မျိုးရိုးဇာတိဒေတာကိုတောထွက်လာတဲ့အခါကျတော့ဗိမိတာရမင်းကြီးကိုပြောပြခဲ့တဲ့ပပိစ္ဆာသုတ်တံဆိုတာရှိတယ်အဲ့ဒီပပိစ္ဆာသုတ်မှာမြတ်စွာဘုရားကသူ့ရဲ့ဇာတိဒေတာနဲ့မျိုးရိုးကိုဖော်ပြခဲ့တာရှိတယ်ဗိမိတာရမင်းကအမတမထူးခြားတဲ့ပုဂ္ဂိုလ်တူအနေနဲ့ပထမဆုံးတွေးလိုက်တဲ့အခါမှာဘယ်နေရာမှာသူစပြီးတော့
ဖះလောင်းနဲ့စုံလုံးလို့ဆိုတော့ပန္ဒဝတောင်ချေမှာဖះလောင်းနဲ့သွားပြီးတော့တွေ့ဆုံတယ်အဲ့ဒီတွေ့ဆုံတဲ့အခါမှာမေးတာဘယ်ကလာတာလဲဘာလူမျိုးလဲဘယ်အရသားလဲပေါ့ဒါထုံးစံတိုင်းမေးတာမေးတော့ဖះအလောင်းတော်ကအဲ့တုန်းကဘာပြောခဲ့တယ်ဆိုတော့ဥဆုံစနဝတောရာဇဟိမဝန္တတပတ္တတောသူဒေတာဟိမဝန္တတောင်ချေမှာရှိပါတယ်တဲ့ဟောဒီကနေဖြောင်းပြောက်မြောက်ဖက်အရဟိမဝန္တတောင်ချေမှာရှိတဲ့တိုင်းပြည်ဒေတာဟာသူ့ရဲ့ဇာတိဒေတာပါပဲလို့ပြောဇာတိဒေတာမှာအခြေအနေတစ်ခုကိုဖော်ပြတဲ့အခါမှာဒနဝီရိယေနတံပံသောကောသလေတုနိခေတိနောကောသလတိုင်းကထင်ရှားတဲ့မျိုးရိုးတစ်ခုကောသလတိုင်းရဲ့ထိတ်တန်းမျိုးရိုးကပစ္စည်းဥစ္စာလည်းကျွယ်ဝတယ်လုံလဝီရိယလည်းအမတန်ကြီးမားတယ်ဒနဝီရိယပစ္စည်းဥစ္စာနဲ့ပြည့်စုံတယ်ကျိုးပန်းအထောက်မှုလုံလဝီရိယပြင်းထန်တဲ့လူမျိုးတွေကပါလို့ဒီလိုပြောတာเนาะအဲ့ဒီနေရာမှာထူးထူးခြားခြားပြောတဲ့စကားလေးကကောသလေတုနိကေတိနောကောသလတိုင်းသားပဲသူကောသလတိုင်းထဲမှာထူးခြားထင်ရှားတဲ့လူမျိုးကနေပြီးတော့ပေါက်ဖွာလာတဲ့ပုဂ္ဂိုလ်တူထိတ်တန်းမျိုးရိုးထဲမှာပါတယ်ထင်ရှားတဲ့ထိတ်တန်းမျိုးရိုးထဲမှာပါတယ်ဆိုအဲ့တော့ကောသလတိုင်းတက္ကတိုင်းဆိုတာကောသလတိုင်းထဲမှာဝင်နေပေါ့ပါဝင်ကောသလတိုင်းကြီးကအမြဲတမ်းကျဲတာကိုကာတိတိုင်းကောသလတိုင်းတဏ္ဍတိုင်းကိုအုပ်စိုးတဲ့လူကပတိနေရီကောသလမင်းကြီးပေါ့နောက်ပိုင်းတော့မဟာကောသလမင်းကြီးအဲ့တော့တက္ကတိုင်းဆိုတာကောသလတိုင်းတွေကနယ်လေးတစ်နယ်လို့ဒီလိုသတ်မှတ်ရဒီလိုသိရမြတ်စွာဘုရားကိုကြည်ညိုလွန်းတဲ့အခါကျတော့မြတ်စွာဘုရားရဲ့မျိုးရိုးဟာမြတ်စွာဘုရားရဲ့ခမည်းတော်သုတ်တော်ရဏမင်းကြီးဟာကောသလမင်းကြီးတဲ့ယာရုအာဏာကြီးမားတယ်လို့ထင်ကောင်းထင်လိမ့်မယ်တကယ်ကတော့ကောသလမင်းကြီးလောက်ယာရုအာဏာမရှိဘူးပြောရမယ်ဆိုရင်မြန်မာရာဇဝင်မှာကြည့်မယ်ဆိုလို့ရှိရင်ဘယင်းနောင်တို့အနောယထာတို့ဘယင်းနောင်တို့နော်အလောင်းဖျားတို့တနိုင်ငံလုံးကိုအုပ်ချုပ်တဲ့မြန်မာဧရိယာကြီးတစ်ခုလုံးကိုအုပ်ချုပ်တဲ့မင်းတွေရဲ့လက်အောက်မှာစော်ဘွားတွေတို့မျိုးစားတွေတို့ရှိတယ်ပေါ့အဲ့ဒါလိုပဲတက္ကတိုင်းကသုတ်တော်ရဏမင်းကြီးတို့ကပိလဝတ်ကိုအုပ်စိုးတဲ့သုတ်တော်ရဏမင်းကြီးတို့ဆိုတာဟာကောသလမင်းကြီးရဲ့အနုယန္တလို့ခေါ်တယ်အချမ်းယံမင်းမျိုးတွေကပဲဗမာဘုရင်တွေကိုအခွန်ဆက်ပြီးတော့ကိုနေရာတော့ကိုပြည်ကိုတော့အုပ်ချုပ်လို့ရတယ်သို့တော့ဗမာဘုရင်တွေကိုအခွန်ဆက်ပြီးတော့နေရတဲ့ရှမ်းစော်ဝါးတွေလိုပဲပေါ့ဒီလိုအဓိပ္ပာယ်မျိုးရတယ်ပေါ့ဒါကြောင့်မို့ဒါမြတ်စွာဘုရားကိုယ်တိုင်တုတ်တန်တစ်ခုမှာဘယ်လိုပြောခဲ့တယ်လို့ဆိုကောသလမင်းကြီးဟာတဲ့ဧကရိဘယင်ဖြစ်ပေမဲ့လို့သူ့ရဲ့အနုယန္တမင်းမျိုးဖြစ်တဲ့ငါ့ကိုလေးစားတာဟာစัจကြောင့်မဟုတ်ဘူးယာရုဂုံသိမ်းကြောင့်မဟုတ်ဘူးစီးပွားဥစ္စာတွေကြောင့်မဟုတ်ဘူးငါဘုရားရဲ့ကိုချင်းသီလနဲ့အသိပညာကြောင့်ပဲဖြစ်တယ်လို့သုတ္တန်တစ်ခုမှာဟောထားတယ်အဲ့ဒီမှာဘာစကားကိုထည့်သုံးထားတော့ဆိုတာဂီဝင်တွေကတာဂိယမင်းတွေဟာကောသလမင်းကြီးရဲ့အနုယန္တလို့ဒီလိုသုံးထားတဲ့စကားရှိတယ်အနုယန္တဆိုဒီမှာခြံရံလိုက်ပါရတဲ့ဘုရင်တွေလို့အဓိပ္ပာယ်ရတယ်နော်ခြံရံလိုက်ပါရတဲ့ဘုရင်အဲ့တော့ကောသလမင်းကြီးရဲ့ကောသလတိုင်းမှာတော့ထိတ်တန်းမျိုးရိုးမှန်တယ်သူ့နေရာနဲ့သူအုပ်စိုးတာသို့တော့
ကောသလမင်းကြီးရဲ့အာဏာစက်ထဲမှာရှိနေတယ်ဆိုပေမဲ့လို့ကောသလမင်းကလာအုပ်ချုပ်တာတော့မဟုတ်ဘူးလာအုပ်ချုပ်တာတော့မဟုတ်ဘူးကိုတိုင်းပြည်ကိုအုပ်ချုပ်နိုင်တယ်ဒါမို့တာဂိဝေမင်းတွေကခဏရာဇာလို့ခေါ်တယ်စုပေါင်းအုပ်ချုပ်တဲ့မင်းတွေပေါ့တူတဲ့ဣကရိဘုရင်အနေနဲ့အုပ်ချုပ်တာမဟုတ်ဘူးအလှည့်ကျအုပ်စိုးကြတယ်ဒါကြောင့်မို့ကောသလမင်းကြီးကတက္ကတိုင်းထဲမှာသူလာခြင်းလာတာပဲလာလို့ရှိရင်တာဂိဝေမင်းတွေကခီးဥကျွတ်ဆိုတာကောသလမင်းကြီးကိုလေးစားကြကြည့်လေနောက်ပိုင်းမှာဖျားနဲ့ရင်းနှီးခြင်းတော့ဘာလုပ်လဲဆိုကပိလဝမျိုးကမင်းသမီးတယောက်ကိုမိဖုရားဖြစ်မြောက်ခြင်းဖျားနဲ့အမျိုးတော်ခြင်းနဲ့ပေါ့လေအမျိုးတော်ခြင်းလို့တာဂိဝေမင်းသမီးတယောက်တောင်းတယ်တာဂိဝေနေဆိုတာအလွန်မာနကြီးတယ်လက်ထပ်ထိမ်းမြတ်မှုကိစ္စမှာအလွန်ဝန်လေးတယ်သူတို့မျိုးရိုးမတူတဲ့ပုဂ္ဂိုလ်ဘယ်တော့မှလက်ထပ်ထိမ်းမြတ်လေးမရှိဘူးအမျိုးဆောင်တာတာဂိဝေနော်အမျိုးကိုမတမလေးစားတယ်တာဂိဝေဖြစ်ချင်တော့အမျိုးလေးစားရလိမ့်မယ်နော်တာဂိမျိုးဟိဒုပမာဆိုပြီးတော့အမျိုးကိုမဆောင်ရင်တော့တာဂိမျိုးရဲ့အကျင့်တရားရှိမှာမဟုတ်ဘူးဟောတာဂိဝေမင်းနေဟာအင်တမအမျိုးကိုလေးစားကြတယ်မိမိတို့ကိုယ်တိုင်လည်းမျိုးမတူတဲ့လူနဲ့လက်မထပ်ဘူးသူမညာကိုလည်းမျိုးမတူတဲ့ပုဂ္ဂိုလ်နဲ့မိမိတို့ရဲ့သားသမီးတွေကိုလည်းမပေးစားဘူးလို့ဆိုပါတယ်ကောသလမင်းကြီးကလာတောင်းတဲ့အခါကျတော့မပေးဘဲနေလို့မရဘူးလေမပေးရင်ပြဿနာတက်အောင်ပါအဲ့တော့မပေးဘဲနေလို့မရတဲ့အခါကျတော့စဉ်းစားကြတယ်ဆွေးနွေးကြတယ်အလုံးစုပေါင်းပြီးတိုင်ပင်ကြတဲ့အခါကျတော့အဲ့ဒီတုန်းကအုပ်ချုပ်နေတဲ့အကြီးအကဲကမဟာနာမင်းလို့ခေါ်တယ်မဟာနာမရှင်နုရောဓရဲ့အကိုအရင်သူကပြောတယ်ဒီကိစ္စသူဖြေရှင်းမယ်ပေါ့သူ့အိမ်မှာအလွန်ချောမောလှပတဲ့ကျွန်မရဲ့သမီးနာဂမုန္ဒာဆိုတဲ့ကျွန်မနဲ့သူနဲ့ရထားတဲ့သမီးလေးတယောက်ရှိတယ်ဝါသဘခတ္တိယလို့ခေါ်တယ်အဖေကမင်းမျိုးအမေကကျွန်မျိုးအဖေမျိုးကအရေးကြီးတယ်နော်အဖေကအမျိုးမြတ်တယ်မင်းမျိုးတွေကသို့တော့အမြဲတမ်းချောမောလှပတဲ့နာဂမုန္ဒာကျွန်မနဲ့ဒီမဟာနန်ကြီးကသမီးလေးတယောက်ရထားတယ်တော့ပြောမယ်ဆိုလို့ရှိရင်တာဂိဝင်စစ်တော့မဟုတ်ဘူးသို့တော့တာဂိဝင်ရဲ့ရင်သွေးဖြစ်နေတော့ဝါသဘခတ္တိယချောလှလေးဆိုတော့ဝါသဘခတ္တိယဟာမဟာနာမမင်းကြီးရဲ့သမီးပဲလို့ဆိုပြီးပေးလိုက်ရင်ကောသလကြီးကျေနပ်လောက်တယ်ဆိုပြီးတော့နော်တာဂိဝင်မင်းသမီးစစ်ကိုမပေးဘူးအဖေရောတာဂိဝင်အမေလည်းတာဂိဝင်ဆိုတာကိုမပေးဘူးတချမ်းပဲပေးလိုက်တယ်ပေါ့ဒီလိုဆိုတာပေါ့နော်အဲ့တော့ဟိုကလည်းပါတယ်လေသူတို့ကဇက်အလွန်အလေးထားတယ်တာဂိဝင်တွေကတော့ကြာမဟုတ်တည်းကိုပေးမှဆိုရတယ်ပေါ့မင်းမျိုးမဟုတ်ဘဲနဲ့မင်းမျိုးလုပ်ပြီးတော့ပေးမှဆိုရတယ်အဲ့တော့သူ့အဖေနဲ့ထမင်းတပွဲတည်းစားမှကျွန်နေနဲ့ဆိုမစားဘူးလေဘယ်တော့မှသူ့အဖေနဲ့ထမင်းတပွဲတည်းစားမှမင်းတို့လက်ခံရမယ်လို့အကြောင်းသိထားတယ်ကောသလကလည်းသူ့အဖေနဲ့ထမင်းတပွဲတည်းစားတာဟုတ်မဟုတ်ကြည့်ခဲ့သမီးအရင်ဟုတ်မဟုတ်ကြည့်ခဲ့ဆိုတာလာပြီးတော့ရာဇဒုတမင်းတမန်တွေကဘုရင်ကြီးမှာလိုက်တဲ့အတိုင်းကဲခတ်ကြတဲ့အခါဒါကလည်းသတင်းကြားထားတော့မဟာနာမင်းကြီးကဟုတ်ပြီထမင်းပွဲကြီးပြင်ပြီးတဲ့အခါကျတော့ထမင်းစားမလို့လက်နိုင်နေတာသမီးလာလေအဖေနဲ့အတူတူစားရအောင်ဟိုကနာဂမုံဒါရဲ့သမီးဝါသဘခတ္တိယကလည်းသမီးအရင်တော့အရင်ပဲပေါ့နော်
မာနာမမင်းကြီးစားမဲ့ထမင်းပွဲလေထိုင်လိုက်ရောမာနာမင်းကြီးကိုငကိုတည်းကဇက်တိုက်ထားတာအရှင်မင်းကြီးအရေးကြီးတဲ့စာတမ်းမှာဆိုပြီးတော့စာလေးတစ်လွှာလာကတ်တဲ့အခါနော်စာလေးတစ်လွှာလာကတ်လိုက်တဲ့အခါကျတော့ကဲသမီးစားနဲ့အဖေလှုပ်ရှားရှိသေးတယ်ဆိုထားတော့ဘယ်လောက်ပါတော့အဲ့တော့ဟုတ်တယ်ဘုရင်ကြီးကသူထမင်းတူတူစားနေပြီတပွဲတည်းစားတယ်ဆိုဟိုလူတွေယုံသွားပြီးတော့ဝါသဘခတ္တိယာတာဝတိပြည်ရောက်သွားတယ်ဆိုဇာလံရှိတယ်လေအဲ့ဒါလို့လှည့်ကွက်ကလေးနဲ့ပေးလိုက်တာအဲ့ဒီလှည့်ကွက်တွေကြောင့်နောက်ပိုင်းကျတော့ဝါသဘခတ္တိယာရဲ့တာဝိတတုပါကနေတာကဝေမင်းတွေကိုခြေမုံရေးစစ်ပွဲလုပ်ပြီးတော့အကုန်တတ်ပစ်တာလေနာချီးချက်တွေနဲ့တတ်ပစ်တာအဲ့တော့ဒီလိုတစ်ဖက်သားကိုနာချီးလောက်အောင်လုပ်ရက်တွေလည်းပဲမကောင်းဘူးလို့ဒီလိုပြောရမှာပေါ့သို့တော်မျိုးရိုးကိုတော့သူစောင့်ထိန်နေပေါ့ကောင်းပြီအဲ့ဒီမှာကောသလလူမျိုးတွေထဲမှာထိတ်တန်းအမျိုးအနွယ်ဖြစ်ပြီးတော့ပစ္စည်းဥစ္စာလည်းကျွယ်ဝတယ်ဟိမွန်တာတောင်ချေမှာနေတဲ့ပုဂ္ဂိုလ်တွေဆိုတာအေးဆေးဆေးနေလို့မရဘူးလေရာသီဥတုဆိုတာအမတမအေးတာအေးတဲ့ရာသီဥတုမှာနေတဲ့ပုဂ္ဂိုလ်တွေကစိတ်နဲ့အိတ်နေလို့ရှိရင်တော့ဘာမှဖြစ်လာမှာမဟုတ်ဘူးအင်တမကြိုးစားအထုတ်ကြရတယ်ကြိုးစားအထုတ်မှုမရှိတဲ့အရကလူတွေကဘယ်လိုတော့ဆိုရင်ရာသီဥတုကလည်းကောင်းတယ်အစာရေစာလည်းကောင်းတယ်ဆိုအဲ့ဒါအိပ်ပြီးစားနေကြတာဘာမလုပ်တော့မြန်မာပြည်ကလူတွေလို့ပေါ့ဟိမွန်တာတောင်ချေကလူတွေကအလုတ်သိပ်လုပ်ရတယ်ဘာလို့တော့ဆိုတောင်ချေဆိုတော့ဟိမွန်တာရဲ့ဒေသကအလွန်အေးတာအလွန်အေးတော့စနိုးတွေဘာတွေကြတာတွေဘာတွေဖြစ်လာတဲ့အခါမှာဒီစနိုးတံတွေကာဝယ်ဖို့အလုံးလုံးရတယ်ခုကြည့်ဥရောပကလူတွေကြည့်ဂျာမနီတို့အင်္ဂလန်တို့ဆောင်းရာသီရောက်လို့စနိုးကြပြီဆိုလို့ရှိရင်ဒီလူတွေအေးဆေးဆေးနေလို့ဘယ်ရမလဲစနိုးတွေထဲမှာရုန်းကန်ပြီးတော့နေကြရတယ်ရုန်းကန်ပြီးတော့တီထွင်တယ်ဘာလို့တီထွင်တော့အသက်ရှင်မှုအတွက်သူတို့လုပ်ရတာသက်ရှင်မှုအတွက်ကြိုတင်ပြင်ဆင်ရတာဆောင်းရသည်စနိုးကြနေပြီဆိုရင်မြေပေါ်မှာအကုန်လုံးစနိုးတွေဖုံးနေတော့မြက်တောင်မှမကြံဘူးစားစရာတောက်စရာဆိုတာဘာမှမရှိတော့ဘူးစိုက်လို့ပြုတ်လို့လည်းမရဘူးဒါကြောင့်မို့လို့ကြိုတင်ပြီးတော့လုပ်ရစနိုးဆိုတာကြတဲ့အချိန်မှာတော့အလုံးစနိုးဆိုတာတွေ့ဘူးပါလိမ့်မယ်ငယ်ငယ်ကရေခဲချစ်စားတဲ့လူတွေလို့အဲ့ဒီတဲ့နုတယ်သူကစနိုးပေါ်မှာလမ်းလျှောက်လို့အလွန်ကောင်းတယ်ဇွတ်နဲ့လမ်းလျှောက်လို့ကောင်းတယ်သို့တော်ရာသီဥတုကရုပ်ချင်းပြောင်းသွားတတ်တယ်0အောက်ရောက်အေးသွားပြီဆိုလို့ရှိရင်ဟောဒီစနိုးတွေကခဲသွားတယ်ခဲသွားရင်ရေခဲတုံးကြီးလိုမှန်မြင်ကြီးလိုဖြစ်သွားပြီဒီပေါ်လမ်းလျှောက်ရင်တော့လဲမှာပဲလဲရင်တော့ပြန်ထဖို့မကြိုးစားလိမ့်နဲ့ခက်ခဲတယ်ပြန်ထဖို့ခက်ခဲသွားအဲ့တော့ဘာလို့ရတော့ဆိုရင်စနိုးတွေကြလာပြီဆိုရင်ဒီစနိုးတွေဖယ်ရှားပစ်ဖို့ကြိုးစားကြရတယ်အဲ့ဒီနိုင်ငံတွေမှာရုန်းကန်နေရအများအားဘုန်းကြီးတို့အမေရိကန်နေတော့ဆိုရင်ဆောင်းရာသီစနိုးကြပြီဆိုရင်3 နာရီလောက်ကထပြီးတော့စနိုးရှင်းတဲ့ကားကြီးတွေတကြောင်ကြောင်မောင်းနေတာလမ်းမှာဒီစနိုးတွေကိုဖယ်ပစ်နေတာမဖယ်လို့ရေခဲတုံးကြီးတွေဖြစ်သွားပြီဆိုရင်ကားရောလူရောသွားလို့ရတော့မှာမဟုတ်တော့ကိုယ်အိမ်တကားကလည်းတကားဖွင့်လို့ရမှာမဟုတ်ဘူးအဲ့တော့စိန်နဲ့အိတ်နေလို့မဖြစ်ဘူးတဲ့စနိုးရာသီရောက်လာပြီဆိုလို့ရှိရင်ပေါက်ပြားတက်လက်ကင်ပြီးတော့စနိုးတွေကော်ထုတ်ရတဲ့အလုပ်ကိုလုပ်ရတယ်ပြင်းနေလို့မရဘူးလှေကားတွေပေါ်စနိုးကြလို့ရှိရင်တော့စားတွေကိုတင်ထားပြီးအဲ့ဒီစားပြုတ်လိုက်ရင်စနိုးကအရေးပြောကြသွားတယ်လှေကားတွေပေါ်မှာလည်းရှင်းထားတယ်အရေးကိစ္စရှိလို့ထွက်ချင်စနိုးတွေဖုံးနေလို့ရေခဲဖြစ်သွားရင်ထွက်ဖို့မတမခဲနေဘောဓုတရှိအောင်ဘုန်းကြီးတို့လည်းအင်ကြီးထထဝတ်ဘိုးချင်နေစီးခေါင်းကိုလုံအောင်ဆောင်းအထထခြေအိတ်လေးတွေဝတ်ပေါက်ပြားကင်ပြီးစနိုးတော့ကော်ခဲ့ရသေးတာပဲကျောင်းပေါက်ကပိတ်နေမှာဆိုတော့နော်အဲ့တော့အဲ့ဒီကလူတွေကအင်တမစူးစမ်းကြရတယ်အဲ့ဒါကြောင့်မလို့ပြောတာဘု
ရားလောင်းကဟိမန္တာတောင်ခြေကဒီကနေကြည့်လိုက်ရင်ဖြောင်းပြောက်ဟောဒီမြောက်ထဲမှာဟိမန္တာတောင်ခြေမှာသူ့ရဲ့ဒေသရှိပါတယ်ကောသလတိုင်းတွေကထက်တန်းကြတဲ့မျိုးရိုးတစ်ခုပစ္စည်းဥစ္စာလည်းကျွယ်ဝတယ်လုံလဝိရိယလည်းအမတမကောင်းတဲ့မျိုးရိုးကပါလို့ဒါမြတ်စွာဘုရားအလောင်းကဗိမိတာရမင်းကိုဒီလိုပြောခဲ့အဲ့ဒီမှာသူဆက်ပြောတာဗာပြောတော့ဆိုအာဒိဋ္ဌာနာမခွတ်တေနတာကိယနာမဇာတိယသူအနွယ်ဟာအာဒိဋ္ဌနေမျိုးနေတွေဖြစ်ပါတယ်ဇတ်ကတော့တာကိယဇတ်ဖြတ်ပြောပါတယ်တမ္မာကုလပပ္ပစိတောနကာမေအဘိပတ္ထယေအဲ့ဒီမျိုးရိုးကနေသူသင်္ကန်းဝတ်လာတာပါတဲ့ကာမဂုဏ်အာယုန်တွေကိုသူမမျှော်မှန်းပါဘူးအလုံးကိုစွန့်လွတ်ခဲ့တာပါလို့ဟောဒီစကားအရမြတ်စွာဘုရားအလောင်းတော်ရဲ့ဇာတိဒေတာမျိုးရိုးအကြောင်းကိုတစွန်းတစဘုန်းကြီးတို့သိခွင့်ရတယ်ပေါ့ဒါမူရင်းသုတ်တန်ကဖော်ပြတဲ့စကားလေးတစ်ခုကဲဒါဖြင့်ကောင်းပြီတာကိယနာမဇာတိယမျိုးရိုးကတာကိယပါလို့ဘာကြောင့်ပြောတာတော့ဟိမန္တာတောင်ခြေကလူမျိုးတစ်မျိုးဘာကြောင့်တာကိယလို့ခေါ်ရတယ်လဲလို့ဆိုတဲ့တာကိဝင်သမိုင်းကိုပြန်ပြီးတော့ကြည့်တဲ့အခါအဲ့ဒီသမိုင်းကြောင်းကိုဖော်ပြထားတာတော့ဒီကနိကေတိလက္ခဏာဝက်ကအမထတုတ်မှာတစွန်းတစပါရှိတယ်ပေါ့အဲ့ဒီကောသလတိုင်းတွေကပဲအောက်ကကဆိုတဲ့ဘုရင်ကြီးဟာအမတမဘုံတကူကြီးတယ်ဘုရင်နေဆိုတာမိဖုရားကြီးတွေဆုံးသွား၍ဖြစ်စေသူများကလာဆက်လို့ဖြစ်စေမိဖုရားငယ်ငယ်တွေနောက်ထပ်လက်ထပ်လေးရှိကြတာနောက်ဆုံးမှမိဖုရားငယ်တူသူလက်ထပ်ထိမ်းမြန်းလိုက်တဲ့အခါကျတော့အဲ့ဒီမိဖုရားငယ်ကမင်းသားငယ်ငယ်မွေးဖွားလာတဲ့အခါမှာအရင်မိဖုရားကြီးကမွေးဖွားတဲ့သားကြီးတွေရှိလာစင်မြိုင်နေဖြစ်လာတယ်စင်မြိုင်နေဖြစ်လာတော့မိဖုရားငယ်ကမွေးတဲ့ကလေးကိုသူကပိုချစ်တယ်ပိုချစ်တော့မင်းသားကြီးတွေကိုအဝေးပို့ပြစ်တာပေါ့ဒါထုံးစံပဲလူတွေစားဒီတိုင်းပဲเนาะမင်းသားကြီးတွေကိုနှင်လိုက်တာဘယ်နှင်လိုက်တော့ဆိုသူသားကြီးတွေ၄ယောက်ဥက္ကမုခာတဲ့အကြီးဆုံးကဒုတိယကကရကန္တာတဲ့ကရကန္တုလို့လည်းခေါ်တယ်တတိယကဟဋ္ဌိနိကာတဲ့စတုထမင်းသားကတိနိတူရာအဲ့ဒီမင်းသားကြီးတွေကိုတိုင်းပြည်ကနေပြီးတော့ကမင်းတို့အဝေးသွားကြတို့ငါနေပြည်တော်မှာမနေချမ်းနဲ့လို့ဆေလွတ်လိုက်တဲ့အခါသားကြီးတွေသမီးကြီးတွေဟာသူ့အဖေကနယ်ကိုနှင်လွှတ်လိုက်တဲ့အခါသူတို့ဘယ်သွားကြတော့ဆိုဟိမန္တာတောင်ဘက်ကိုထွက်သွားကြဟိမန္တာတောင်ခြေမှာရေကန်ကြီးတစ်ခုအမြဲတမ်းလှပတဲ့သဘာဝရေကန်ကြီးနားမှာကျွန်းတော်ကြီးရှိတယ်အဲ့ဒီကျွန်းတော်ကြီးထဲမှာရေကန်ဘေးမြို့တည်ကြကပိလဝမြို့ဆိုတာတည်တယ်ပေါ့နော်ကျွန်းတော်ကြီးထဲမှာနေထိုင်ကြတာဖြစ်သောကြောင့်တာကဆိုတာကျွန်းပင်ကိုပါဠိလိုတာကလို့ခေါ်တယ်တာကဆိုတဲ့ကျွန်းတော်ကြီးထဲမှာနေရာတည်ထောင်တာဖြစ်ပြီးနေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေဖြစ်လို့တာကိယလို့ခေါ်တယ်နော်ကျွန်းတော်ထဲမှာနေထိုင်ကြသူလို့အဓိပ္ပာယ်ရအဲ့ဒီကျွန်းတော်ထဲမှာမြို့ပြတည်ထောင်ပြီးနေတဲ့အခါမှာသူတို့မျိုးရိုးကိုသိတ္တမိုးထားတယ်သိတ္တမိုးထားတော့ဒီပြင်မျိုးရိုးတွေမတတ်တာတွေပါလာမှာစိုးသည့်အတွက်ကြောင့်မင်းသား၄ယောက်ကအမနဲ့နှမတွေ၅ယောက်ပါလာတဲ့အထက်မှာအမကြီးတစ်ယောက်တော့ဖယ်ထားပြီးတော့ညီမငယ်တွေနဲ့မင်းသားတွေဟာအိမ်အောင်ပြုတ်လိုက်ကြတာ။အောင်နှမအရင်နေအိမ်အောင်ပြုတ်လိုက်တာနော်။အိမ်အောင်ပြုတ်တယ်ဆိုတာပြုတ်ချင်လို့ပြုတ်တာမဟုတ်ဘူး။အမျိုးကိုစောင့်ရှောက်တာသူတို့။ကို့မျိုးကိုတန်ဖိုးထားတာပေါ့။သူများတွေဝင်းမလာစေချင်ဘူး။ဗမာစကားနဲ့ပြောရင်ဖိတ်ချင်းဖိတ်ကို့အိတ်ထဲဖိတ်တယ်။
ဗမာတွေကတော့အဲ့လိုလုပ်လို့ရှိတယ်အိတ်ထဲတော်ဖိတ်ချင်တာနော်အိတ်ကိုဖောင်းနေအောင်ဖိတ်တာသူကဖိတ်ချင်းဖိတ်အိတ်ထဲဖိတ်ဆိုပြီးတော့အဲ့ဒီလိုလုပ်ကြအဲ့ဒီသတင်းကဘယ်ရောက်သွားတော့ဆိုဥက္ကကမင်းကြီးစီသတင်းရောက်သွားမင်းသားတွေဘယ်လိုနေကြလဲဘာလုပ်ကြလဲဆိုတော့ကျွန်တော်ကြီးထဲမှာမျိုးတယ်ပြီးတော့နေကြတယ်တဲ့နှမအရင်နေနဲ့အိမ်အောင်ပြုတ်တယ်ဆိုတော့ဘုရင်ကြီးကအေးအမျိုးဆောင်မှုတတ်နိုင်လိုက်ကြတာတတ်နိုင်လိုက်ကြတာတကြဝတဘောကုမာရာပရမတကြဝတဘောကုမာရာငါသားတွေမင်းသားတွေကြည်စမ်းအမျိုးကိုစောင့်ကြပါပေတယ်စောင့်နိုင်ကြပါပေတယ်စွမ်းရည်တတ္တိရှိကြပါပေတယ်တတ္တိကောင်းကြပါပေတယ်ဆိုတဲ့စကားလုံးနဲ့စွမ်းနိုင်သူဆိုတဲ့အဓိပ္ပာယ်ရတယ်တကြဆိုတဲ့နာမည်ဥဒ္ဒံဒီစကားလုံးကိုသုံးလိုက်တဲ့အခါအဲ့ဒီကစပြီးတာကိယတွေကိုတကြလို့လည်းခေါ်သွားတာနော်စွမ်းနိုင်သူမျိုးကိုစောင့်ထိန်တဲ့နေရာမှာအလွန်စွမ်းနိုင်သူတွေပဲလို့ဝန္တာစကားပြောတာအဖေလုံးတဲ့ပုဂ္ဂိုလ်ကအဲ့ဒါနဲ့တကြဆိုတဲ့လူမျိုးခဏခေတ်ထီအောင်ဒီပေါ်နိုင်ငံမှာသူတို့အတန်တွဲနဲ့ပြောရင်စက္ကယဆိုတဲ့တကြလူမျိုးတွေဟာခဏထီအောင်ရှိသေးတယ်ပေါ့ရုပ်ရည်အပြင်ဗမာတွေနဲ့ဆင်းတယ်တိဘက်တို့ဗာမင်းအနွယ်တွေဖြစ်သည့်အတွက်ကြောင့်ဗမာတွေနဲ့ဆင်းတယ်အဲ့ဒါကတကြသမိုင်းမယ်လို့ဒီလိုမှတ်သားကြရတယ်ပေါ့အဲ့တော့ဂေါတမဗုဒ္ဓဟာအာဒိဋ္ဌဆိုတဲ့အနွယ်အဲ့ဒီအာဒိဋ္ဌဆိုတဲ့အနွယ်ကိုပဲဂေါတမလို့လည်းခေါ်တယ်တာကိယလို့မျိုးဆက်အဖြစ်တာကိယမျိုးရိုးကနေပြီးတော့အခုလို့သာသနာပေါင်းဖရာယဟန်တစ်ပါးအနေနဲ့တရားကျင့်မှုထွက်ခွာလာခဲ့တာတဲ့ဒါကတာဂိဝေတို့ရဲ့သမိုင်းလေးပေါ့အဲ့တော့ဘုရားလောင်းတော်လေးဟာအမည်နာမကတိဋ္ဌထမွေးဖွားလာတဲ့အခါမှာတစ်မျိုးလုံးတစ်ဆွေလုံးကဝမ်းသာကြတယ်အင်မတန်မှဘုံကံကြီးမားတဲ့ပုဂ္ဂိုလ်တူမွေးဖွားလာတဲ့အခါမှာထူးခြားတဲ့အတိတ်နိမိတ်တွေပေါ်ထွန်းလာလို့ဆွေတွေမျိုးတွေရဲ့အကျိုးစီးပွားတွေဟာပို့ပြီးတော့ဖြစ်ထွန်းလာတယ်ခုခေတ်တောင်မှရှိတယ်လေဒီကလေးလေးမွေးလို့စီးပွားတက်တယ်ဆိုတာရှိတယ်နော်ဒီကလေးလေးမွေးမှစီးပွားပြတ်သွားတယ်ဆိုတာလည်းရှိတယ်အဲ့တော့ဘုရားလောင်းလေးမွေးလာတဲ့အချိန်ကျတော့ကိစ္စဝိစ္စတွေကလွယ်လွယ်ကူကူနဲ့အောင်မြင်ကြတယ်ပေါ့လုပ်ငန်းကင်တာတွေပို့ပြီးတော့ဆင်ပြေးလာအဲ့ဒါကြောင့်မို့လို့တိဋ္ဌထလို့နာမည်ပေးလိုက်တာပေါ့တိဋ္ဌတိဋ္ဌိအဋ္ဌအလုံးလုံးကိစ္စဝိစ္စတွေအကုန်လုံးပြည့်စည်တယ်ချောမွေ့တယ်ပို့ပြီးတော့အောင်မြင်လာတယ်ဆိုတဲ့မင်္ဂလာအတိတ်နဲ့တိဋ္ဌထလို့နာမည်ပေးထားတယ်အဲ့ဒီတိဋ္ဌထမင်းသားလေးအဗ္ဗဓမ္မလည်းဥစ္စာဒနာကျွယ်ဝလာတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်မိဘကလည်းဥစ္စာဒနာကျွယ်ဝတယ်ကျွယ်ဝတဲ့မျိုးရိုးမှာမွေးဖွားလာတော့မိဘတွေကလည်းအလွန်အလိုလိုက်တယ်ပေါ့အလွန်အလိုလိုက်တယ်သို့တော့ဘုရားပိဋကကျမ်းစာတွေထဲမှာတော့ဘုရားလောင်းလေးကိုပညာသင်ပေးတယ်ဆိုတာထေရဝါဒကျမ်းစာတွေထဲမှာမပါဘူးမဟာယာနကျမ်းစာဖြစ်တဲ့လာလိတဝိထာရကြတော့ဘုရားလောင်းလေးကိုအခရပညာတို့အခြားတတ်တဲ့ပညာတွေကိုဆရာကနေပြီးကျူးရှင်လာပေးတာတော့ပါတယ်သူတို့ထဲမှာသီးသန့်သင်ပေးတာရှိတယ်ပေါ့အဲ့ဒါကတော့လူသားနဲ့ပို့ပြီးတော့ဆန်းတယ်ထူးခြားတဲ့ပုဂ္ဂိုလ်တွေကမသင်မဲ့တတ်တာတော့မဟုတ်ဘူးမြင်လိုက်တာနဲ့လည်းတတ်နိုင်တယ်ကြားလိုက်တာနဲ့လည်းတတ်နိုင်တယ်မိဘတွေအနေနဲ့ကတော့မသင်ပေးပဲနေမှာမဟုတ်ဘူးသင်ပေးမှာပဲဒါကသဘာဝတော့ကြတယ်ပေါ့အဲ့ဒါလို့နဲ့ဖះလောင်းတော်လေးငယ်ငယ်ရွယ်ရွယ်နဲ့ပဲ16နှစ်သားမှာအိမ်တော်ချပေးလိုက်တယ်ဒါသူတို့ခေတ်ကငယ်ငယ်ရွယ်နဲ့အခုအိန္ဒိယနိုင်ငံမှာဆို12နှစ်နဲ့တောင်အိမ်တော်ချပေးတာရှိရေဝရသရုသားတို့ဆို9နှစ်နဲ့အိမ်တော်ချပေးတာရှိဟောအခုခေတ်တော့မတော်ရောပိုးငယ်တာတွေနဲ့အိမ်တော်ကြတာလည်းရှိတယ်နော်အဲ့ဒီမှာ
ရားလောင်းတော်လေးဘယ်လိုသူ့ဘဝမှာချမ်းချမ်းသာသာမင်းသားငယ်ဘဝတုန်းကဘယ်လိုနေထိုင်ခဲ့ရတယ်ဆိုတာကိုအင်္ဂုတ္တရနိကေသုခုမာလတုတ်မှာမြတ်စွာဘုရားကိုယ်တိုင်ကပြန်ပြီးတော့ဟောပြောထားတာရှိတယ်သူနေခဲ့တဲ့ဘဝလေးရဲ့ပြည့်စုံမှုပြောတာစတင်ပြီးတော့အဲ့ဒီတုတ်တံသုခုမာလတုတ်လို့ဆိုတဲ့အတိုင်းသုခုမာလောအဟံဘိက္ခဝေပရမသုခုမာလောအစ္ဆန္ဒသုခုမာလောသူ့ဘဝဟာအလုံးကိုတိမ်တိမ်မွေ့မွေ့ချမ်းချမ်းသာသာဖြတ်တန်းခဲ့ရတယ်တဲ့လူဘဝတုန်းကမိဘတွေကအလိုလိုက်တာဟုတ်အလိုလိုက်ပြီးတော့အင်တာမချမ်းချမ်းသာသာကြီးခဲ့ရတယ်လို့အဲ့ဒီလိုအမိန့်ရှိပြီးတော့သူနေဖို့နန်းဆောင်၃ဆောင်ဆောက်လုပ်ထားတယ်တဲ့သူ့အတွက်ရည်စူးပြီးတော့ဆောင်းရသည်မှာနေဖို့အတွက်လုံလုံခြုံခြုံနော်အေးတံကိုကာကွယ်တဲ့အဆောက်အဦမျိုးနန်းပြတ်သက်မျိုးဆောက်လုပ်ပြီးတော့ထားတယ်။နှွေရသည်မှာလည်းအေးအေးမြတ်မြတ်နေနိုင်အောင်အပူဒဏ်ကိုခံနိုင်တဲ့အဆောက်အဦမျိုးဆောက်လုပ်ပြီးတော့ပေးထားတယ်။မိုးရသည်ကြတော့လေမိုးရသည်နဲ့လိုက်လျောတဲ့အဆောက်အဦမျိုးကိုဆောက်လုပ်ပြီးတော့ပေးထားတယ်။နှွေမိုးဆောင်းဆိုတာလို့ရာသီတွေလှည့်ပြောင်းတိုင်းရာသီဥတုတွေဘယ်လိုပဲပြောင်းပြောင်းသူ့ကိုထိခိုက်မှုမရှိအောင်လမ်းပြတ်သက်၃ဆောင်မှာအိမ်ဆောင်ကြီးအိမ်ကြီး၃လုံးပေါ့နော်အဲ့ဒါလို့လှည့်လည်ပြီးတော့နေထိုင်ကြရတဲ့အကြောင်းကိုဘုရားလောင်းကမြတ်စွာဘုရားကပြန်ပြီးတော့ဟောတယ်အဲ့ဒီလမ်းပြတ်သက်အဆောင်တွေထဲမှာရေကန်ကြီး၃လုံးလဲအလှပတူးဖော်ထားပြီးတော့ရေကန်တစ်လုံးထဲမှာဘုံမာကြပန်းနေစိုက်ထားတယ်နောက်ရေကန်တစ်လုံးထဲမှာကြတော့ဒီကြာညိုပန်းနေစိုက်ထားတယ်နောက်ရေကန်တစ်လုံးထဲမှာတော့ကြာပြူပန်းနေစိုက်ထားတယ်လို့ဟောကြာ၃မျိုးနဲ့ကံ၃ခုဒီလိုအလှပတစားဆင်ပြီးတော့စိုက်ပျိုးထားတဲ့အကြောင်းဒါဖြင့်ဝတ်စားဆင်ရင်တာဘယ်လိုဝတ်စားဆင်ရင်တုံးလို့ဆိုတော့အဲ့ဒီထဲမှာအဝတ်၃မျိုးဖော်ပြထားတာရှိတယ်အဝတ်ပုံကနိဝတနာလို့ဆိုရယ်အခုဘုန်းကြီးတွေဝတ်တဲ့အဝတ်မျိုးပဲဖြစ်ကောင်းဖြစ်လိမ့်မယ်နော်သင်းပိုင်လိုဟာမျိုးအတွင်းကဝတ်တဲ့အဝတ်ကတစ်ခုအဲ့ဒီအတွင်းကဝတ်တဲ့အဝတ်ဟာလေကာတိတိုင်းမှာထုတ်လုပ်တဲ့ကာတိတိုင်းကဖြစ်တဲ့ကာတိတိုင်းဖြစ်အဝတ်ကိုဝတ်တယ်အဲ့ဒီခေတ်ကတော့အကောင်းဆုံးကာတိတိုင်းဖြစ်ဒါကိုဝတ်တယ်ဒီလိုဆိုလိုတာပေါ့နော်ခုခေတ်တော့သင်္ကန်းတွေအကောင်းဆုံးဘိုမတို့ဘာတို့ပေါ့အဲ့တော့ကာတိတိုင်းပြည့်အဝတ်တယ်အပေါ်ယုံကလည်းပဲကာတိတိုင်းပြည့်အပေါ်ယုံပဲအဲ့ဒီလိုအဝတ်တွေပေါ်မှာအပေါ်ကနေစွတ်ချတဲ့အင်ကြီးအဲ့ဒီအင်ကြီးတင်တိုင်းကလည်းပဲကာတိတိုင်းပြည့်ကအဝတ်ဖယ်တဲ့နောက်ဆုံးခေါင်းပေါင်းပေါင်းတဲ့ခေါင်းပေါင်းစားကလည်းပဲကာတိတိုင်းပြည့်ကခေါင်းပေါင်းစားတဲ့အဲ့တော့ဘုရားအလောင်းလေးဝတ်ဆင်ပုံလေးကိုပုံဖော်ပြီးတော့ကြည့်မယ်ဆိုရင်ခါကဝတ်ထားတာကတစ်ခုအပေါ်ကနေပြီးခြုံရမ်းထားတာကတစ်ခုအပေါ်ကနေစွတ်ချထားတဲ့အစွတ်ကြီးဝတ်ယုံကြီးကတစ်ခုခေါင်းပေါင်းထားတဲ့ခေါင်းပေါင်းကတစ်ခုလို့ဒီပုံစံနဲ့ဘုရားလောင်းလေးဝတ်တဲ့အဝတ်တွေကိုဖော်ပြထားတာရှိတယ်။ဒါဖြင့်နန္တာတွေဘာလိမ့်ချေတုံးဆိုစန္ဒကူနန္တာလိမ့်ချေတယ်။အဲ့ဒီစန္ဒကူနန္တာလဲကာတိတိုင်းကလာတဲ့ဟာတဲ့ဒီပြင်ကလာတဲ့ဟာမဟုတ်ဘူးကာတိတိုင်းပြည့်စန္ဒကူကိုလိမ့်တယ်လို့ဒါကတော်တော်လေးပြည့်ပြည့်စုံစုံမြတ်စွာဘုရားကဘဝကိုဖော်ပြထားတာသူ့ရဲ့အနေထားတစ်ခုဖော်ပြထားတယ်နေရောညရောအပေါ်မှာထီးဖြူကအုပ်မိုးထားတယ်တဲ့ဘာကြောင့်လို့ဆိုရင်အပူဒဏ်တို့အေးဒဏ်တို့ဖုံနေပါတွေမကြရအောင်မျက်မုံမျက်မွားတွေမကြရအောင်အမြဲတမ်းထီးဖြူနဲ့မိုးထားပေးတယ်လို့သူအိပ်ရမှာလည်းထီးဖြူမိုးထားတယ်လို့ဒီလိုဆိုတယ်ပေါ့နောက်ဆုံးမှာသုတ္တရဏမင်းကြီးကဘလောက်ချမ်းသာတယ်ဆိုတာကိုဖော်ပြထားတဲ့စကားတစ်ခုကပါလေတခြားအိမ်တွေမှာဆိုရင်တဲ့ကြေးတွေကျွန်းတွေအလုံသမားတွေကိုထမင်းကျွေးတဲ့အခါမှာဘာနဲ့ကျွေးတုံဆိုရင်တန်ဖိုးနေတဲ့စကွဲ
တန်ဖိုးနေတဲ့စကားထမင်းကိုချက်ပြီးတော့ပေါ့အုံးရည်လို့ခေါ်တဲ့ဆန်စည်းရည်ကိုအချင်းတဲထားတဲ့ပေါ့အုံးရည်နဲ့ကျွေးတယ်ဒီပြင်ဟင်းမပါဘူးနော်စားလေးနဲ့ငရုတ်သီးလေးနဲ့ဝါတာမျိုးလို့ပေါ့အချင်းလေးတောက်အဲ့ဒါလို့စကွဲသမင်းနဲ့ပုံးရည်ဟင်းနဲ့ပဲတခြားအိမ်ဒီမှာကျွေးလေးကျွေးထားရှိတော့လဲသုတ္တရဏမင်းကြီးရဲ့နန်းတော်မှာတော့အဲ့ဒါလို့မကျွေးဘူးတဲ့ကျေးတွေကျွန်းတွေလုံသမားတွေကိုဗာပေးတော့ဆိုရင်တာလိမန္တောဒနာကြောက်တောင်တွေမှာစိုက်ပျိုးထားတဲ့တလေးစပါးထိုခေတ်ကထိတ်တန်းစပါးမျိုးတစ်ခုပေါ့ခုခေတ်ဘာစပါတီတို့ဘာတို့လို့ဟာမျိုးလို့ပြောလိုက်အဲ့ဒီထိတ်တန်းတလေးစပါးနဲ့မန္တောဒနာလို့ဆိုတော့အသားပါတယ်ပေါ့ဓမ္မောက်ထမင်းလို့ဟာမျိုးကောင်းကောင်းချက်ပြီးတော့ကျွေးတယ်လို့သူပြောတယ်အဲ့တော့သုတ္တရဏမင်းကြီးကသဘောလည်းကောင်းတယ်ပစ္စည်းဥစ္စာလည်းတတ်နိုင်တယ်အလုံးပေါ်မှာရက်ရောတယ်ဆိုတဲ့အဓိပ္ပာယ်လည်းပေါ်တယ်အစရှိတိုင်းလည်းပဲကျွေးမလဲတချို့မတန်ဘူးလို့ပြောကောင်းပြောလိုက်မယ်နော်အဲ့တော့ခြေတွေကျွန်းတွေအလုံးသမားတွေပဲဖြစ်စီအကောင်းဆုံးဆန်နဲ့တန်ခါနဲ့ကျွေးတယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်အဲ့တော့အဲ့ဒါကိုကြည့်မယ်ဆိုလို့ရှိရင်သုတ္တရဏမင်းကြီးတို့ကတတ်ဘူးဆိုတဲ့အဓိပ္ပာယ်လေးပေါ်တယ်ပေါ့တဲလွန်စားတစ်ခုတတ်လို့စားတာမဟုတ်ဘူးတန်ခါစားတယ်အဲ့တော့တန်ခါစားတယ်လို့ဆိုတဲ့နေရာမှာဘာကြောင့်တန်ခါစားကြသလဲဘာကြောင့်တတ်လို့မစားသလဲလို့ဆိုတန်ခါကယာတိဥဒုဒံကိုပို့ပြီးတော့ခံနိုင်တယ်လို့ပြောတယ်ဟိမဝတ္တတောင်ခြေမှာဆိုတော့အေးတယ်အေးတဲ့အခါမှာအသားစားပေးတယ်ဒီလိုလဲပြောကြတယ်ပေါ့နော်မျိုးစုံပေါ့လေအယူဆမျိုးစုံအဲ့တော့ယာတိဥရုပူတဲ့နိုင်ငံတွေမှာတော့အသားစားရင်မြန်မြန်ပုတ်လိုက်ဟင်းသီးရွက်စားတာကောင်းတယ်လို့ဒီလိုပြောတဲ့လူရှိတယ်အဲ့တော့ဟိမွန်တာဒေသတို့လို့အမြဲတမ်းအေးတဲ့နေရာကြတော့တန်ခါတရိษံကလည်းပေါ်တယ်ပေါ်တော့အဲ့ဒီတလေးစပါးနဲ့မန္တဆိုတဲ့အသားနဲ့ရောပြီးတော့ချက်ပြုတ်ထားတဲ့တလေးထံပေါက်ဆွမ်းကိုထမင်းကိုကျွေးတယ်လို့ဒီသုတ်တံအရာအဲ့လိုသိရတယ်ပေါ့ဘုရားလောင်းတော်လေးဟာအခုလိုပြီးစုံစုံမွေးဖွားပြီးတော့ပြည့်စုံတဲ့ဘဝမှာနေရပေမဲ့လို့နောက်ဆုံးကြတော့ဟောဒါတွေအလုံးကိုစွန့်လွတ်လိုက်တာပဲဒါတွေအလုံးကိုစွန့်လွတ်တယ်16နှစ်သားမှာနမေတော်တဝင်းခွဲဖြစ်တဲ့ရတောဒရာနဲ့လက်ဆက်ပြီးတတော်29နှစ်လောက်ရောက်တဲ့အခါမှာသားတော်လေးရဟုတ်လားမွေးဖွားလာတယ်29နှစ်အရွယ်မှာပဲစိတ်ဓာတ်ကလည်းရင့်ကျက်လာသည့်အတွက်ကြောင့်မိသားစုကိုမချစ်တာမဟုတ်ဘူးဘုရားလောင်းတော်လေးဟာသူမွေးဖွားလာပြီးတဲ့နောက်မှာလဲ9ရက်သားအရွယ်လေးမှာပဲမေတော်ကဆုံးသွားတယ်မေတော်ဆုံးသွားသည့်အတွက်ကြောင့်မေတော်မာယာဒေဝီရဲ့ညီမတော်ဖြစ်တဲ့ပဇာပတိခောရမီကမေတော်အရာနေပြီးတော့နှုတ်ချိုတိုက်ကျွေးပြီးတော့မွေးခဲ့သူ့သားအရင်ကိုတော့နှုတ်ထိန်နေနဲ့ထားပြီးတော့ဖះလောင်းကိုကိုယ်တိုင်နှုတ်ချိုတိုက်ကျွေးခဲ့တယ်တူကလေးပေါ်မှာပို့ပြီးတော့မေတ္တာထားတယ်ပေါ့အမတ်လုပ်တဲ့ပုဂ္ဂိုလ်ကတူလေးမွေးဖွားပြီးတော့9ရက်လောက်မှာဘဝဆုံးသွားတာအဲ့တော့ညီမ2ယောက်ဟာမီးဖွားတာ3-4ရက်လောက်ပဲကွာခြားမယ်လို့သူပြောနန္ဒမင်းသားက3-4ရက်လောက်နောက်ကျပြီးတော့မှနန္ဒမင်းသားမွေးဖွားတယ်အဲ့ဒီမှာဘုရားလောင်းရဲ့မေတော်ဆုံးသွားတဲ့အခါညီမတော်မဟာပဇာပတိခောရမီကမေတော်အရာမှာတည်ပြီးတော့ဒီဘုရားလောင်းလေးကိုပြုစု
ကျွေးမွေးဆောင်ရှောက်ခဲ့တယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့တော့လူဘဝမှာငယ်ငယ်လေးတည်းကအမေဆုံးသွားတယ်ဆိုတဲ့ပုဂ္ဂိုလ်ရဲ့ခံစားချက်ဟာစဉ်းစားကြည့်ပေါ့လူသားတစ်ယောက်အဖေနဲ့ပဲနေရတယ်လို့ဖြစ်တယ်သို့တော့အဲ့ဒီခံစားချက်တွေမရအောင်မသိသေးခင်အရွယ်ကပဲမိထွေးတော်ဂေါရမီမိထွေးတော်ဆိုတာကုကိတော်တချို့အရက်တွေတော့ဘယ်လိုခေါ်တယ်တော့မသိဘူးဘုန်းကြီးတို့အရက်ကြတော့အတော်လို့ခေါ်တယ်အမေရဲ့ညီမကိုအတော်လို့ခေါ်တယ်စာပေကျမ်းကမှလည်းပဲမာတုဆာဆိုတာမာတုပခိနီအမေရဲ့ညီမမိထွေးဆိုတဲ့အသုံးကြတော့အဖေရဲ့နောက်မိန်းမလို့အဓိပ္ပာယ်ရောက်တယ်အဲ့တော့မိထွေးတော်ဂေါရမီဆိုတာအဖေရဲ့နောက်မိန်းမမိထွေးဆိုတာတော့ကောင်းခဲ့တယ်လေနော်မိထွေးကလည်းကောင်းခဲ့တယ်ပထွေးကလည်းကောင်းခဲ့တယ်အဲ့ဒီမိထွေးမျိုးပြောတာမဟုတ်ဘူးအတော်တော်တဲ့ပဇာပတိဂေါရမီလို့ဒီလိုနားလဲရမယ်အဖေနောက်မိန်းမဖြစ်လို့မိထွေးခေါ်တာမဟုတ်ဘူးအတော်အရင်ဘုရားလောင်းလေးရဲ့အတော်တော်တဲ့မိထွေးတော်ဂေါရမီသူကနေပြုစုဆောင်ရှောက်ထားလို့ဘဝတစ်ခုဖြတ်တန်းလာခဲ့တယ်အဲ့ဒီလိုဖြတ်တန်းပြီးသက်16နှစ်အရွယ်မှာရသောတာနဲ့မိဘများကအိမ်တော်ရသားချပေးပြီး29နှစ်ထိအောင်ဘဝခရီးကိုတက်တာနဲ့ဖြတ်တန်းလာခဲ့ရတယ်29နှစ်အရွယ်ရောက်တဲ့အခါကျတော့စဉ်းစားဉာဏ်နဲ့ရှိလာခဲ့တယ်နောက်ဆုံးမှာနမိတ်ကြီးလေးပါလို့ခေါ်ကြတယ်ပေါ့သူအိုနဲ့တွေ့တယ်သူနာကိုမြင်ရတယ်သူသေးကိုမြင်ရတယ်ယဟန်ကိုမြင်ရတယ်အဲ့တော့ကျန်တဲ့ပုဂ္ဂိုလ်တွေလည်းသူကိုသူနာသူသေးဆိုတာမြင်နေကြတာဘာမှတွေးပါမဟုတ်ဘူးနော်တွေးပါမဟုတ်ဘူးဘုရားလောင်းကြတော့စဉ်းစားတဲ့ဉာဏ်ကအမှန်တမ်းကြီးမားတာသူကိုတွေးလိုက်တာနဲ့ငါလည်းပဲအိုရအောင်မှာပဲဆိုတဲ့အတွေးဟာရလာသူနာတွေ့တယ်နဲ့ငါလည်းပဲနာတဲ့သဘောရှိတာပဲလို့ဆိုတာကိုယ့်ကိုပြန်စဉ်းစားတတ်တဲ့အလေးထားတစ်ခုရှိတယ်သူသိနဲ့တွေ့တော့ငါလည်းပဲသိရအောင်မှာပဲလို့ဆိုတယ်ဒီအတွေးတွေဝင်လာတဲ့အခါကျတော့ငါလည်းအိုရအောင်မှာပဲဆိုတဲ့အတွေးကဘာကိုဖယ်ရှားပြစ်နိုင်တယ်လဲလို့ဆိုရင်ကိုနုပြုတ်လို့နုပြုတ်မှုကိုအကြောင်းပြုတ်ပြီးတော့တက်တဲ့မန်ရစ်မှုကိုဖယ်ရှားပြစ်နိုင်တယ်ယုပ္ပနမထလို့ခေါ်တယ်လူငယ်လူရွယ်တွေမှာတက်တဲ့မန်မျိုးအဲ့ဒီအတွေးကဖယ်ရှားပြစ်လိုက်တယ်စဉ်းစားကြည့်ပေါ့ငါလည်းပဲအိုရအောင်မှာပဲလို့ဆိုရင်နုပြုတ်မှုရဲ့ပေါ်မှာမောက်မာတာကြာဆင်းသွားနိုင်တယ်ပေါ့ငါလည်းပဲနာရအောင်မှာပဲဆိုတာကိုစဉ်းစားလိုက်တဲ့ဖြင့်ကျမ်းမာတယ်ဆိုတဲ့အပေါ်မှာမာနတက်နေတာတွေလည်းပဲဖယ်ရှင်းပြနိုင်တယ်ပေါ့ငါလည်းပဲသေရအောင်မှာပဲလို့တွေးလိုက်တဲ့အတွေးဟာအသက်ရှင်နေမှုအပေါ်မှာမာနတက်နေမှုဟာကြာဆင်းသွားတယ်တနေ့ကိုသေရမှာဆိုတဲ့မှန်ကန်တဲ့အတွေးတစ်ခုကြောင့်မိလျော့မနေတော့ဘူးဟောဒီအဓိပ္ပာယ်တွေကိုဆောင်းနေပေါ့မထလို့ဆိုတာရစ်မှုတယ်လို့ခေါ်တယ်ယာဓုရရှိရင်ယာဓုကိုရစ်မှုတယ်နုပြိုရင်နုပြိုမှုရစ်မှုတယ်ကျမ်းမာရင်ကျမ်းမာမှုကိုရစ်မှုတယ်အသက်ရှင်နေရင်အသက်ရှင်မှုပေါ်မှာရစ်မှုတယ်လူတွေဟာရစ်မှုတယ်ဆိုတာဒီပေါ်မှာအလေးထားပြီးတော့လှုပ်ချင်ရလှုပ်တတ်တယ်လို့ဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့ရစ်မှုအဲ့ဒီရစ်မှုတွေကိုအတွေးနဲ့ဖယ်ရှားပြီးတော့သွားတယ်နောက်ဆုံးမှာယဟန်ဆိုတာကိုတွေးလိုက်ရတဲ့အခါမှာအေးချမ်းတဲ့ဘဝတစ်ခုထွက်ပေါက်ဆိုတာရှိတယ်လို့သဘောကျသွားတယ်အဲ့ဒီသဘောကျသွားလို့တိဋ္ဌထမင်းသားဟာဘလောက်ပဲခမ်းနားတဲ့စည်းစိမ်ဥစ္စာတွေနဲ့ပြည့်စုံအင်မတန်မှရာသီအလိုက်နေထိုင်ရတဲ့နတ်ပြတ်သက်သုံးဆောင်မှာနေထိုင်ရပေမဲ့လို့သူ့စိတ်ထဲမှာပျော်မွေ့ခြင်းမရှိတော့ဘူးပျော်မွေ့ခြင်းမရှိလို့အလုံးကိုဆွန့်လွတ်တယ်ပေါ့မင်းသားဆိုတဲ့အခါမှာ
ပုံတော်တွေကကြံအင်လက္ခဏာဖတ်တဲ့အခါဒီလိုကြံအင်လက္ခဏာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မျိုးဟာလူဘဝမှာနေရင်စကြဝဠာမင်းဖြစ်နိုင်တယ်လူဘဝကနေတောထွက်ခွာရှောင်လို့တရားဓမ္မကိုကျင့်ကြံကြိုးကုပ်ရင်လည်းပဲလောကမှာဖျားဆိုတာဖြစ်နိုင်တယ်လို့ဒီလိုအဟောထွက်တဲ့အခါမှာစကြဝဠာမင်းစည်းစိမ်ဆိုတာကျင့်တတ်เสียကြီးပေါ့အဲ့ဒီစကြဝဠာမင်းစည်းစိမ်ကိုလည်းပဲဖျားအလောင်းတော်တွေကဆွန့်လွတ်လိုက်တယ်ပေါ့ဒီလိုဆိုတာပေါ့ဆွန့်လွတ်နိုင်တယ်ဒါဖြင့်ဘာအတွက်ဆွန့်လွတ်တာတော့နောက်ဆုံးမှာ29နှစ်မြောက်မှာတောထွက်တယ်တောထွက်တဲ့အခါဘာတွေကိုဆွန့်လွတ်တာတော့လို့ဆိုမင်းသားရဲ့အခွင့်အရေးအားလုံးကိုဆွန့်လွတ်လိုက်တယ်သုတ္တရဏမင်းကြီးပိုင်တဲ့အမွေအနှစ်တွေအားလုံးဆွန့်လွတ်လိုက်တယ်ယာဓုခုံသိန်းတွေအားလုံးဆွန့်လွတ်လိုက်တယ်မိသားစုဘဝကိုလည်းဆွန့်လွတ်လိုက်တယ်ဟောသူ့ရဲ့ဆွန့်လွတ်မှုတွေကအများဘာအတွက်ဆွန့်လွတ်တာတော့ဆိုအနုတ္တရံတန်တိဝရပဒံပရိယေတမနောကိဉ္ကုသလဂဝေတိလောကမှာအကောင်းဆုံးတရားဟာဘာလဲအပြစ်ကင်းတဲ့တရားဟာဘာလဲငြိမ်းချမ်းရေးကိုပေးနိုင်တဲ့အရာဟာဘာလဲဒါကိုရှာမယ်လူတွေဟာဖြစ်ပြီးတော့အိုးနေကြရတယ်နာကြရတယ်သေကြရတယ်လောကကြီးရဲ့မတည်မြဲတော့လူတွေဒုက္ခမျိုးမျိုးနဲ့ကျုံနေရတယ်အဲ့ဒီလိုကျုံနေတဲ့ဘဝကြီးကလွတ်မြောက်ဖို့စွမ်းဆောင်နိုင်တဲ့ကုသိုလ်တရားဆိုတာဘာလဲအဲ့ဒီကုသိုလ်တရားရဲ့စွမ်းဆောင်မှုပေးလိုက်လို့ရလာတဲ့ငြိမ်းချမ်းမှုဆိုတဲ့အရာကရောဘာလဲလို့ဆိုတာကိုသိချင်တယ်အဲ့ဒါအတွက်လောကရဲ့စည်းစိမ်ဥစ္စာတွေအားလုံးဆွန့်လွတ်လိုက်တာဒါကိုတောထွက်တယ်လို့ခေါ်တာပဲဆွန့်လွတ်ပြီးတော့အဲ့ဒီတရားရအောင်ဘုရားလောင်းတော်လေးဟာကြိုးစားအားထုတ်တာ29နှစ်အရွယ်မှာတောထွက်တာလို့ဒီလိုဆိုလိုတယ်ပေါ့နော်အေးဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့အစပိုင်းဘဝမင်းသားဘဝအခြေအနေကိုတစွန်းတစထို့သုတ်တန်ကနေဖော်ပြထားတဲ့အတိုင်းတစွန်းတစဖော်ပြလို့ပြီးပြီနောက်ရက်တွေမှာဆက်ပြီးတော့ဘယ်ပုံတောထွက်ပြီးဘယ်ပုံတရားရှာခဲ့တယ်ဆိုတာဘလောက်အလုံးလုံးတယ်ဆိုတာဆက်လက်ပြီးတော့နာယူမှတ်သားကြဖို့ပါဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့လောကသားတို့အတွက်မြတ်ဗုဒ္ဓဟာမြင်မြကြိုးပမ်းအားထုတ်ခဲ့တယ်ဆိုတာသိရှိကြီးညိုရပြီးမိမိတို့ကိုယ်တိုင်လဲလောကသားတွေအတွက်ဘာလုပ်ပေးနိုင်တယ်လဲဆိုတဲ့အတွေးတွေပေါ်လာပြီးအများကောင်းကျိုးကိုဆောင်ရွက်နိုင်တဲ့စိတ်ဓာတ်တွေမွေးမြူခြင်းဖြင့်ကောင်းမြတ်သောအနေအထားတစ်ခုကိုဖော်ဆောင်နိုင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေအရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေဒုသင်္ကမမနောတရာတိတဗေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေဒုသင်္ကမစုပေါင်းပို့အပ်မေတ္တာတဟုရောင်ပြူပါဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဗေတံကျွမ်းမဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရာတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌
ဒုက္ခပင်သာစင်ထာဝရအေမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခတိဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးကွင်ညကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လည်၍နေကြပါစေကုန်တည်း